client တယောက်ပန်းစုစီကိုရောက်လာတော့သူ့ကိုတခုခု like ကနေတယ်ဆိုပြီးတော့ပြောတယ်အရေးအယောင်တွေလည်းမြင်ရတယ်လို့ပြောနေတယ်အများတန်းအိမ်မက်ဆိုးတွေမတ်မတ်ပြီးတော့ညတကောင်ကြောပြီးဆိုလို့ရှိရင်အမြဲလန့်နိုးရတယ်ပေါ့နော်အဲ့ဒီကိစ္စကဘာဖြစ်တာလဲတကယ်ပဲသူ့အနီးနားမှာမကောင်းတဲ့တရေတစေတွေနဲ့မမြင်ရတဲ့တခုခုအများလိုက်ပြီးတော့ကတ်နေတာလားအမမဟုတ်လို့ရှိရင်သူ့ကိုမလို့သူတရားရောက်ကများအောက်လန်းကြီးတွေနဲ့ပြူစားပြီးတော့သူ့စိတ်တွေကိုခရောင်ချောက်ချားထင်အောင်ထင်မှားဖြစ်အောင်လုပ်နေတာလားဘာဖြစ်နေလဲဆိုတာကိုပတ်စုစီမှာတဲရော့လာစစ်တယ်အဲ့တော့ terror ကတ်တွေရဲ့အဖြစ်ကတော်တော်ထူးဆန်းတယ်လူတစ်ယောက်ကပန်းစုစီကို terror လာပြီး energy စစ်ခိုင်းနေဆိုလို့ရှိရင်သူ့ရဲ့အတွေးစိတ်ပိုင်းထဲမှာရှိနေတဲ့ကံတရားလှိုင်းတွေအတိုင်းပဲ terror ကတ်ထွက်ချက်တွေကလည်းအဲ့ဒီအတိုင်းနေပဲထွက်လာတာသူဖြစ်နေတာတွေကတရေလားစိတ်ထန်ရလားအပိုင်းမှာသူကပန်းစုကိုညင်းတယ်သူ့နောက်ကိုတယောက်ယောက်ကိုလိုက်နေတာတခုခုကိုလိုက်ကတ်နေတာသူများတွေမကြားတဲ့အတန်တွေလည်းကြားတယ်လူတိုင်းမမြင်ရတဲ့အရေးအယောင်မျိုးတွေသူ့နီးနားမှာရှိနေတဲ့ဆိုတာကိုသူကိုယ်တိုင်ကအသေးချာတွေပြောနေတာတော်ကိုတုံတုံရင်ရင်ဖြစ်ပြီးတော့မှကြောက်လန့်တကြားရင်ဖွင့်လာတဲ့ပုံစံမျိုးအဲ့ဒါကြောင့်မလို့ပတ်စုကိုတဲရော့ကြီးခိုင်းတာတရားရောက်ကမကောင်းတဲ့အောင်လန်းပြီးတွေနဲ့ပြူစားထားတာလားသူ့စိတ်ထဲမှာဝေခွဲရတော်တော်ခက်နေတယ်ညာဘက်ဆိုလဲအိတ်မပြောဘူးတကိုယ်လုံးလေးလံပြီးတော့တခုခုကဆွဲချတယ်လို့ခံစားနေရတဲ့ခံစားချက်မျိုးတွေပေါ့မနှက်ဆိုလို့ရှိရင်အိတ်ရထားလာပြီဆိုလို့ရှိရင်လည်းလေးလံထိုင်းမှိုင်းပြီးတော့တကိုယ်လုံးကမလှုပ်ချင်မကိုင်းစေဖြစ်နေတယ်အလုံးလည်းမလှုပ်ချင်ဘူးစိတ်ဖိစီးမှုတွေလည်းများနေတယ်လို့ပြောတယ်ဒါနဲ့ပဲသူနဲ့ရင်ဖွင့်လာတဲ့အလျောက်မှာပန်းစုတသေးချာချာသူ့ကိုမေးဖြစ်ခဲ့တယ်ဒီလိုမျိုးကိစ္စတွေမတိုင်ခင်ရှေ့မှာဘာတွေဖြစ်ခဲ့လဲဆိုတော့သူအသေးကွဲခဲ့တယ်ချစ်သူနဲ့ကွဲနေခဲ့တယ်အဲ့ဒီစိတ်တန်ရာကြောင့်ပဲညာဘက်တွေအိတ်မပြောဘူးပြစ်ချခံလိုက်ရတယ်လို့ကြောက်စိတ်တွေဝင်ပြီးတော့မှသူ့ဘဝမှာဘာမှမရှိတော့ဘူးလို့ခံစားနေရတယ်။အဲ့ဒီကြောက်စိတ်ကဒဏ်ရာကနောက်ဆက်တွဲဖြစ်တာပေါ့။အထင်ရှားပြတာကတော့ဒီကတ်ပဲ3 source stress ဒီ3 source stress ကပန်းစုရှိကိုအချစ်ရေးနဲ့ပတ်သက်ပြီးလာမေးတဲ့လူတွေတော်တော်များများစီမှာလဲတွေ့ရတယ်လို့စိတ်ဒဏ်ရာအကြီးအကျယ်ဖြစ်နေပြီဆိုတဲ့သူတွေရဲ့ energy ကိုဖတ်တဲ့အချိန်မှာလဲတွေ့ရတယ်ပေါ့နော်။အခုဒီတယောက်လဲဒီလိုပဲနှလုံးသားကိုဓာတ်သုံးစင်းစိုက်ထားတဲ့ကတ်ဒီ3 source stress ကပြင်ပဝိညာဉ်ကြောင့်တွေပယောဂါကြောင့်တွေမဟုတ်ဘဲနဲ့ကိုယ်စိတ်အတွင်းထဲကဖြစ်နေတဲ့ထင်အောင်ထင်မှားမှုတွေကြောင့်ဖြစ်နေတာစိတ်ဒဏ်ရာကြောင့်နဲ့ဆိုင်တိုးဝင်ခံစားနေရတဲ့ခံစားချက်တွေကြောင့်ဖြစ်တဲ့နှလုံးသားဒဏ်ရာကိုပြတာပဲနောက်တစ်ခါကထပ်ပြီးတော့ထွက်လာတဲ့အချိန်မှာတော့တော်တော်လေးကြောက်စရာကောင်းတယ်ပေါ့နော်ဘာကတော့တက်တေးပဲကဲတော့မှဆိုလို့ရှိရင်တော့မိစ္ဆာကကျိုးကင်ချဲလဲခံရတဲ့အချိန်တွေမှာတစုံတစ်ခုခုအခြေအနေတစ်ခုခုကနေပြီးတော့အဲ့ဒီလူတယောက်ကိုကြိုးကင်ချဲလဲတဲ့အခါမှာဒီကတ်ကထွက်လာတာပဲဖြစ်တယ်။အေးဒီတစ်ခုခုလူတဦးဦးစီကနေကြိုးကင်ချဲလဲခံရတာဒါမှမဟုတ်ကိုယ်စိတ်တွေကဆွဲလန်းတက်မှတ်မှုတွေကနေပြီးတော့မှ၆ကင်ခံရပြီဆိုလို့ရှိရင်ဒီလိုတက်မှတ်မှုစိတ်တွေကကိုယ်စိတ်ကိုပြန်တတ်လိုက်တာဖြစ်တယ်ပေါ့နော်။ The Devil ကတ်အဲ့ဒါကိုစားပြုတာ။သူ6လန့်ခံနေရတယ်လို့ပြောနေတဲ့အရာဟာဒီ The Devil ကတ်လိုမျိုး energy ကြောင့်ပဲ။ဒါကလည်းသူ့အတွင်းစိတ်ထဲမှာဖြစ်နေတဲ့ energy ပဲ။ဒါကသူ့ကို6လန့်နေတာတရေမဟုတ်ပဲတခြားသူကနေအောက်လန်းကြီးနဲ့လှုပ်ထားတာမဟုတ်ပဲပယောဂတစ်ခုခုမဟုတ်ပဲနဲ့သူရုံးမထွက်နိုင်သေးတဲ့ toxic relationship စီကနေပြီးတော့ရရှိခဲ့တဲ့စိတ်တန်ရာဓာတ်ချက်တွေကြောင့်ဖြစ်နေတာနောက်တစ်ခုကသူကိုယ်တိုင်ကအစွဲလန်းကြည့်ပြီးတော့မကောင်းတဲ့အမှုအကျင့်တွေတောက်လျှောက်လုပ်မိနေတာအဲ့ဒီအချိန်မှာကိုပြန်မချစ်မိပဲနဲ့ကိုဒုက္ခပေးတယ်လို့ဖြစ်နေတာညဘက်တွေဆိုလို့ရှိရင်မအိတ်တာအိတ်ချိန်မမှန်တာစားချိန်မမှန်တာဆွဲလန်းမှုတွေကိုပဲစိတ်လိုလိုက်ပြီးတော့ဇက်တိုက်တွေးမိနေတာအဲ့ဒီအချိန်မှာပန်းစုတို့ရဲ့အုံနောက်ကထင်အောင်ထင်မှားတွေဖြစ်လာပြီးတော့စိတ်ကတွေးတဲ့အတိုင်းအုံနောက်တွေကလိုက်ပြီးဖန်တီးပြီးတော့အလုပ်တွေလုပ်နေတဲ့အခါကျတော့ကိုယ်နှဘေးနာမှာတရေတစေတွေပဲရှိနေတယ်လို့မကောင်းတဲ့ဝိညာဉ်တွေပဲရှိနေတယ်လို့တစုံတယောက်ကပဲအောက်လန်းနဲ့ပြူစားနေတယ်လို့ဒီလိုထင်အောင်ထင်မှားတွေဖြစ်လာတာပေါ့တကယ်တော့လေသူခံစားနေရတာတွေကမမြင်ရတဲ့အမှောင်လောကအရာတွေတခြားသူတဦးဦးကပြူစားနေတာတွေမဟုတ်ဘဲနဲ့ကိုပြန်ပိတ်လှောင်ထားတဲ့စိတ်ဖိစီးမှုတွေကဖြစ်နေတဲ့ energy အဆိုးတွေပဲဖြစ်တယ်မပြတ်သားနိုင်သေးတဲ့အတိတ်တွေပဲဖြစ်တယ်အဲဆိုတော့ဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်တော့ဥပဒံကြောင့်ဥပရောက်ဆိုတဲ့စကားလိုမျိုးပဲအဲ့ဒီအစွဲလန်းတွေကိုလစ်လျူမရှုနိုင်မချင်းလွတ်မချနိုင်မချင်းဒီတွေ့တာမှုတွေကပန်းစုတို့ကိုဒုက္ခပေးတာပန်းစုတို့ဘလို့လူမျိုးပဲဖြစ်ပေါ့နော်လူတယောက်ကိုဆွဲလန်းမိသည်ဖြစ်စေပစ္စည်းဥစ္စာတစ်ခုခုကိုဆွဲလန်းမိသည်ဖြစ်စေကိုယ့်ရဲ့အတ္တတွေကြောင့်ပဲအခါတလေကြလို့ရှိရင်ကိုယ့်အရေးကိုယ်တောင်မှပဲရန်သူလိုမျိုးပြန်ပြီးတော့ထင်နေတာကိုယ့်ဘေးနားမှာတစ်ခုခုရှိနေတယ်လို့မျိုးခံစားနေရတာအဲ့ဒီကြောက်စိတ်တွေဝင်နေတာတရေမဟုတ်ဘူးတရေထက်ကြောက်ဖို့ကောင်းတယ်ကိုယ့်စိတ်အတွင်းထဲကအစိတ်အတောက်တွေပဲဆိုတာကိုတွေးလိုက်ရတာပဲဖြစ်ပါတယ်သူ့စိတ်ထဲမှာရှိနေတဲ့အရာတွေကိုပြန်လဲပြီးတော့ရှင်းထုတ်နိုင်ခဲ့ပါတယ်
အဲ့ဒီအတွက်လည်းတော်တော်လေးဝမ်းသာခဲ့ရတယ်ပေါ့နော်ဒီလိုမျိုးစိတ်ဝင်စားစရာ spiritual knowledge တွေနဲ့ tarot reading လေးတွေအပတ်စဉ်ကြည့်ရဖို့အတွက်ပန်းစုတို့ရဲ့ account လေးတွေ channel လေးတွေကို follow and subscribe လုပ်ခဲ့ဖို့မမေ့နဲ့နော်ကျေးဇူးပါပန်းစုပါ